Hello မင်္ဂလာပါအခုမိတ်ဆက်ပေးမှာတော့ design တစ်အရန်လာတယ်လက်ခုံလက်ချိတ် design လေသာသားကိုကြည့်ပါအောင်လုံးဝကို share ပဲတော်တော်ကိုမိုက်တာနော်ဒါလေးကကျတော့အဖြူအညိုဆက်ထားလေးဒါလေးမယ်ဆိုလို့ရှိရင်ထဲအဖြူလို့ပြောပြီးနော်ဒီမှာကြည့်ဘေးမှာလည်းကီးချိန်တော့ချိတ်လေးလည်းပါသေးတယ်နော်ဒါလေးကအဖြူရောင်လေးရမယ်ပြီးတော့ထဲဒီမှာအနက်ရောင်လေသာဒီအပြင်မှာလည်းအခုလိုပဲလုံးဝကိုဆူဆွဲနေရပဲဆိုင်လာဝဲမမိုက်ဆိုမြင်မြန်လာခဲ့နော်ဒီလိုမျိုးလေ9000ကျော်လောက် quality ကိုမှ3000နဲ့ရမှာ31နဲ့ရမှာနော်မမဒါလေးကကျတော့ကျွန်းညိုရောင်လေးပါအယောင်ကကျွန်းညိုရောင်ဘက်ကိုသွားပါတယ်เนาะကာလာလေးကိုထဲအသေးစိတ်ဒီဒေးအနီးကပ်ပြပေးထားပါတယ်ဒါကတော့ချောကလက်ရောင်ပါချောကလက်ရောင်ကတော့ထုံးစံတိုင်းအယောင်ရှင်းမယ်နည်းနည်းလေးအညိုပုတ်ဖက်ကိုသွားတယ်ဒီမှာ2ရောင်ရှင်းပြပေးထားတယ်မှားမှာဆိုလို့เนาะအဲ့တော့ထဲတို့အတွင်းလေးတစ်ချက်ကြည့်ရအောင်ဒီမှာအတွင်းမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီလိုလက်ဆွဲအိတ်เนาะဒီလို dust pad တွေပါရစအစုံပါမယ်ဒါကတော့သူ့ရဲ့ brand cap ပါပါတယ်ပြီးသွားလို့ရှိရင်ဘေးလွယ်ကျိုးရှည်ကိုမှအတိုး shot လုပ်လို့ရတယ်เนาะအတိုးရှည်တော့မရအောင်เนาะဘေးလွယ်ကျိုးရှည်တီးတက်မှာဒါလေးကဟောဒီမှာအတွင်းမှာဆို full logo လာမယ်အတွင်းကန်ချုပ်ချုပ်တာ quality ရန်ကောင်းတယ်ဘေးမှာအကျွေးထဲတဲ့စစ်အပိုအကန်လေးလည်းပါသေးတယ်ဖုန်းနှလုံး3လုံးလောက်ကတော့ AC ဆက်ပါတယ်ဒီဟာလေးက quality အရန်ကောင်းလာဖြစ်တဲ့အကြောင်းကြိုက်တယ်ဆိုလို့ရှင်ကိုလိုချင်တဲ့ကာလာလေးကို asset လေးရိုက်ပြီးတော့ Thero Facebook ပေးမှာ order လေးလာတင်လို့ရပါပြီရှင်